ကောင်းမြတ်ပါတယ်ချိန်တိုင်းနေ့တိုင်းမှာဘုရားအမြဲတမ်းကောင်းမြတ်တဲ့ဘုရားဖြစ်တယ်ဒီမှာရှိတဲ့သားတော်သမီးတို့ရေဘုရားကိုချစ်ပြီးတော့ပါနော်တကယ်ကိုလိမ္မာစွာနဲ့ဘုရားကိုချစ်တဲ့စိတ်နဲ့ဘုရားကိုချီးမွမ်းတဲ့ကိုးပေတာကိုသိရတဲ့အခါမှာဆရာမလည်းအရန်ဝမ်းမြောက်တယ်ခွန်အားလေးဆိုနေပါတယ်လို့ဆိုတော့သားတော်သမီးတို့ကဘုရားရှင်ကဒီထမကလေးကောင်းချီးပြီးတော့ဆိုတော့ဒီမှာလာတဲ့သားတော်သမီးတို့ပဲဖြစ်ဖြစ်ဆရာမတို့ယုံကြည်သူတွေရဲ့အသက်တာမှာယုံကြည်ခြင်းနဲ့ဟိုကြိုတင်ပြီးတော့မှမျှော်လင့်ပြီးတော့မှမျက်ပေါက်ပြီးတော့မှယုံကြည်ခြင်းနဲ့ဝန်ခံဖို့ရန်ရည်ကြီးတယ်အာမင်အာမင်ဆိုတော့ကဲဒီမှာတရားဟောချက်မသွားခင်ပါလေဆရာမတခုတော့မေးချင်တယ်ဆိုအားလုံးကြားရလားဆရာမတန်ကြားရလားမိုက်မကောင်းလေဆရာမတန်ဆိုတော့ဆရာမတန်ကျေပါတော့ဒီခံတော့ပါလားဆိုတော့ကဲအားလုံးပေါ့နော်ဒီမှာသားတို့သမီးတို့တွေရှိတယ်အကုန်လုံးစိတ်ကူးရင်ဘူးကြတယ်မလားစိတ်ကူးမရင်ဘူးတဲ့သူဆိုတာမရှိပါဘူးဟုတ်တယ်နော်ဆရာမလည်းငယ်ငယ်တော့လည်းငယ်ငယ်တယောက်စိတ်ကူးရင်ဘူးတဲ့အခုဒီကြီးလာတော့လေကြီးလာလေးတရားပါဖြစ်လေစိတ်ကူးရင်တယ်စိတ်ကူးရင်တဲ့ပုံစံချင်းတာမတူဘူးဒါပေမဲ့လူတိုင်းမှာစိတ်ကူးရင်ဘူးတဲ့နောက်ပြီးတော့မှအဲ့ဒီစိတ်ကူးရင်တာကနေစပြီးတော့မှစိတ်ကူးအိမ်မက်ဆိုတာရှိတယ်အဲ့ဒီစိတ်ကူးအိမ်မက်ကနေပြီးတော့မှကိုကအကောင့်ထဲပေါ်ချင်လာတယ်အကောင့်ထဲပေါ်ချင်လာတဲ့အခါမှာအဲ့ဒီအကောင့်ထဲပေါ်ချင်တဲ့အတွက်ကြောင့်မလို့ဆရာမတို့ကဗာထားလဲဆိုတော့ယူပါရုံထားတယ်ရီမန်းချက်ထားတယ်ရီရွေချက်ထားတယ်အဲ့တော့ငါတော့ကျွန်မကတော့ဒီအသက်တွေရောက်တဲ့ခါကျရင်တော့ကျမတို့ဘွဲကတော့အလုပ်လုပ်ယူမယ်ဘွဲတစ်ခုကတော့ရှိဖို့ရှိရမယ်ဒီအသက်တွေရောက်တော့ကျမကအိမ်ချောင်ပြုမယ်သားသမီးဘယ်နှယောက်ရှိမယ်အဲ့ဒီအချိန်မှာတော့အလုပ်ကရဘယ်လိုဖြစ်မယ်တချို့ကလိုမျိုးစိတ်ကူးရှင်တာရှိတယ်အဲ့တော့စိတ်ကူးရှင်တယ်ဆိုတာတော့ရင်လို့ရတယ်ဘာလို့လဲဆိုတော့စိတ်ကူးရင်တယ်ဆိုတာကအကန့်အသတ်မရှိဘူးအကန့်အသတ်မရှိတဲ့အခါမှာကိုကြိုက်တယ်လို့ရင်လို့ရတယ်ဥပမာအစိုးရဖြစ်ချင်တဲ့သူကအစိုးရဖြစ်ချင်တဲ့သူကဘာဖြစ်လဲကိုကအစိုးရဖြစ်ချင်တဲ့သူကကြတော့ဘာဖြစ်လဲဆိုတော့ကိုယ့်ရဲ့စိတ်ကူးလေးမှာနော်ကိုကတကယ်ဆိုတဲ့အခါမှာငါနာမည်ကြီးလာရင်တော့ဟာလာအခုကလူငယ်တွေလေဗာလဲ K-pop ဟာလာဗာလဲ Korean ဆိုတဲ့ဟာလေးနော်အဲ့ဒါဆိုတော့ဘာလို့ကြားလဲသူစမမိုင်းနဲ့မလုပ်ပဲနဲ့ဒီတိုင်းပြောလိုက်မယ်နော်ဆိုတော့ကြားရလားဆရာမ Okay thank you ဆိုတော့အဲ့ဒီမှာအစိုးရဖြစ်ချင်တဲ့သူကအစိုးကိုလေ့ကျင့်တယ်နောက်ပြီးတော့မှအစိုးရနဲ့ပတ်သက်တဲ့ဟာတွေအကုန်လုံးကိုကလေ့လာပြီးတော့မှအဲ့ဒါကိုစိတ်ကူးရှင်တယ်နောက်တစ်ယောက်ကကြတော့နော်ကဘာကျော်တရားဟောဆရာဖြစ်ချင်တဲ့သူကနာမည်ကြီးတဲ့တရားဟောဆရာတွေကဘယ်လိုမျိုးတရားဟောတယ်လဲသူကဘယ်လိုမိုက်တိုင်ပြီးတော့မှသူကဘယ်လိုစတိုင်နဲ့သူကတရားဟောတယ်လဲနော်အဲ့တော့ငါလည်းကနေကြာရင်တော့သူ့လိုမျိုးကဘာတက်ပြီးတော့မှတရားဟောဆရာဖြစ်မယ်ဘာလို့လဲဆိုတော့အခုဒီခေတ်ကကြတော့ online ဖြစ်တဲ့အခါကျတော့ဆရာမတို့ဒီကိုဗစ်ကာလနဲ့စပြီးတော့မှဘာဖြစ်လဲဆိုတော့တရားဟောဆရာတွေကပို့ပြီးတော့မှ online နဲ့တရားဟောလာတဲ့အခါမှာတရားဟောချက်တွေပို့ပြီးတော့မှကောင်းလာကြတဲ့အခါမှာတရား follower များတဲ့သူကပို့ပြီးတော့မှနာမည်ရတယ်အဲ့တော့ဘက်ကဟိုနိုင်ငံကဖိတ်တယ်ဒီနိုင်ငံဖိတ်တယ်ဆိုတဲ့အခါမှာကဘာကျော်ဖြစ်သွားတယ်ဆိုတော့လူဆိုတာကကိုဖြစ်ချင်တဲ့အရာပေါ်မှာစိတ်ကူးရှင်တယ်စိတ်ကူးရှင်တာတော့လွယ်တယ်ဒါပေမဲ့အဲ့ဒီစိတ်ကူးရှင်တဲ့အရာကိုလက်တွေ့အကောင့်ထဲပို့ဖို့အတွက်ကကြတော့ရန်ခတ်ပါတယ်ဟုတ်လားဟုတ်တယ်ကိုရဲ့စိတ်ကူးရှင်အိမ်မက်ကိုကဲအခုသားတော်သမီးတို့အခုတော့ကြောင်းလာတတ်တယ်ဆိုတော့ကျောင်းပထမဆလာတဲ့အချိန်မှာတော့လူငယ်တွေဆိုတော့တော့တက်ကြွရဲလန်းဆန်းနေတော့ကိုမှရီမန်းချက်အပြည့်နဲ့တော့ဘာပန်းနိုင်အပြည့်နဲ့ငါဒီနေ့ကတော့စာကိုအတုံးစူးစမ်းမယ်ငါကျောင်းကနော်ဒီစုပေးတဲ့ပညာရေးချွန်းစုပေးတဲ့အောင်ငါရအောင်ယူမယ်နောက်တော့ကျောင်းမှာအကောင့်ဆုံးစုဒါမှမဟုတ်လေအလိမ္မာဆုံးစုတခုခုပေါ့နော်ကိုကအဲ့လိုမျိုးတွေစူးစမ်းမယ်ဆိုတော့မှရီမန်းချက်တဲ့တချို့ကလာကြတယ်
ဆိုတော့လာတဲ့အခါမှာဟုတ်တယ်နှစ်စမှာတော့အိုးတက်ကြွရဲအရမ်းမှန်တယ်စာလေးပုံမှန်ကြည့်တယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့တစ်လနှစ်လသုံးလကြာလာတဲ့အခါမှာမီးရလည်းခဏခဏမလာဘူးနော် live ချိန်မှာလည်းအဆင်မပြေဘူးဘို့လိုဖြစ်တယ်ဒီလိုဖြစ်တယ်ဆိုရင်မှဘာဖြစ်လဲအကြောင်းပြချက်တွေများလာတဲ့အခါမှာတငယ်ချင်းတွေနဲ့တူစကားပြောတာတွေကပုံချိန်များလာတယ်နော်နောက်ပြီးတော့မှကိုကစာချက်ခိုင်းတနေ့စာတနေ့လောက်ရမယ့်အရာလေးကိုတနေ့စာဒီနေ့ကတော့စာသင်တာဆရာစာသင်တာနေပါသေးတယ်အဲ့တော့နောက်နေ့မှပဲပေါင်းပြီးတော့မှကြက်လိုက်တော့မယ်အဲ့ရနေစပြီးတော့မှအကျွေးတွေကမဖြစ်လေများလာတယ်နောက်ဆရာတွေက assignment ပေးတယ်ဆရာမတွေက assignment ပေးတယ်ပေးတဲ့အခါမှာ deadline ပေါ့ due date ကအဲ့နေ့ဆိုရင်due date ကဝေးပါသေးတယ်နော်စတော့လုံးလိုက်တယ်ဒါပေမဲ့ due date ကဝေးပါသေးတယ်ဆိုပြီးတော့မှဘာဖြစ်လဲမလုပ်မနဲ့ပြစ်တာပြစ်တိုင်းနဲ့မနှက်ပြန်လဲ due date ရောက်တော့ဒီနေ့မှာဘာဖြစ်လဲအသေးတန်တယ်လို့ပြရတာနော်ဆိုတော့ဒီမှန်းချက်ပန်းနိုင်ကိုထားတယ်စိတ်ကူးရင်လည်းဒါပေမဲ့လက်တွေ့အကောင့်တွေပေါ်ဖို့အတွက်ကကြတော့အရှင်းခိန်းပါဒါကြောင့်လို့ဒီကနေ့ဆရာမဒီကနေ့သတိပေးချင်တာကခေါင်းစဉ်လေးကိုအင်္ဂလိပ်လိုနဲ့ပေးတဲ့အရာလေးကဘာလဲဆိုတော့ know your purpose and setting priorities ကိုယ့်ရဲ့ဘာဖြစ်လဲဆိုရင်ရည်မှန်းချက်ပန်းနိုင်ကိုကဘာကိုရည်ထားတာလဲဆိုတာကိုသိဖို့လိုတယ်အဲ့ဒါကိုသိပြီဆိုတာနဲ့ဘယ်အရာကဦးစားပေးတဲ့အရာဖြစ်တယ်လေအဲ့ဒီကိုယ့်ရဲ့ရည်မှန်းချက်ပန်းနိုင်ရောက်ဖို့ရန်အတွက်ဘေးအရာကကိုယ့်ကိုတွန်းအားပေးဖို့ရတဲ့ဘေးအရာတွေကဦးစားပေးနေရမှာထားရမလဲဆိုတော့အရာလေးနဲ့ဆရာမအနေငယ်ဥပမာပေါ့နော်နည်းနည်းငယ်တွန်းအားပေးချင်တာဖြစ်တယ်ဆိုတော့ဆရာမတို့ကနေပြီးတော့မှတားတော့သမီးတို့ရေမှန်းချက်ပန်းနိုင်ကိုကထားလိုက်ပြီထားလိုက်တဲ့အခါမှာကိုကဦးစားပေးငါဒါတော့ဒီဟာဦးစားပေးဆိုတော့ပထမဦးစားပေးမှာဒါဖြစ်မယ်ဒုတိယဦးစားပေးမှာဒီဟာဖြစ်မယ်အဲ့လိုမျိုးကစက်တင်ချလိုက်တဲ့အခါမှာအဲ့ဒီစက်တင်ချတဲ့အတိုင်းသွားတယ်ဆိုရင်တော့ဇွဲမလျှော့ဘဲနဲ့သွားတယ်ဆိုရင်တော့မပြင်းမရိဘဲနဲ့သွားနေဆိုရင်တော့ပန်းနိုင်ကိုတော့ရောက်မှဘူးချံလွယ်ပဲဒါပေမဲ့ကိုကတော့ကိုယ့်ရဲ့ရည်မှန်းချက်ပန်းနိုင်ကိုတော့သိပြီဒါပေမဲ့ဘယ်အရာကကိုယ့်ရဲ့ဦးစားပေးလဲဆိုတာကိုကောင်းကောင်းနားမလည်ဘူးဆိုရင်ပထမဦးစားပေးရဘယ်ဟာလဲဒုတိယဦးစားပေးရဘယ်ဟာလဲတတိယဦးစားပေးရဘယ်ဟာလဲဆိုတာကိုကကောင်းကောင်းလေး plan မချထားဘူးဆိုရင်တော့အဲ့ဒီရည်မှန်းချက်ပန်းနိုင်ကိုရောက်ဖို့ရန်တော့ကတော်တော်လေးကိုခင်းမှာဖြစ်တယ်နောက်တစ်ခုကကတော့အားလုံးသိပြီအားလုံးအဆင်ပြေတယ်ချောမွေ့သွားပြီပထမဦးစားပေးအရေးကြီးတဲ့အရာဘာလဲကိုသိပြီဒုတိယဦးစားပေးတဲ့အရာဘာလဲကိုသိပြီဒါပေမဲ့သိပြီးတော့မှဘာမှလိုက်မလုပ်ဘူးဆိုရင်လည်းပဲဘာမှအကောင့်ထဲဖြစ်လာမှာမဟုတ်ဘူးအဲ့ဒီအရာလေးကိုဆရာမကအနေငယ်လေးပြောချင်တာဖြစ်တယ်ဒါကြောင့်မလို့တခါတလေမှာလူတယောက်ကအဲ့ဒီကိုယ့်ရဲ့ဒီမှန်းချက်ပန်းနိုင်လေးသိပြီကျိုးလေးစူးစားတယ်ဘယ်အရာကဦးစားပေးလဲဆိုသိတယ်သို့တော့ဘယ်အရာကသူ့ကိုလက်မှန်းချစေလဲဘယ်အရာကသူ့ကိုအရှုံးပေးစေလဲဆိုတော့အဲ့ဒီကြားအတွင်းမှာသွားရတဲ့အခက်အခဲတွေရှိတယ်အဲ့ဒီအရာအတွက်ကိုပေးရတဲ့ဘာဖြစ်လဲအချိန်ပေးဆက်ရတဲ့အရာတွေရှိတယ်အနစ်နာခံရတာတွေရှိတယ်သူများအဲ့ဒီအချိန်မှာမအိပ်ရဘူးသူများကပျော်နေတဲ့အချိန်မှာကိုကမပျော်ရဘူးသူများကနားနေတဲ့အချိန်မှာကိုကကြိုးစားရတယ်သူများကအင်္ဂလိပ်လိုအရန်တက်နေတဲ့အချိန်မှာကိုကအင်္ဂလိပ်စာအခြေခံမကောင်းတဲ့ခါကျတော့သူများနဲ့ဘာလုပ်ရမလဲနှစ်ဆသုံးဆကြိုးစားရမယ်အဲ့လိုမျိုးလုပ်နေတဲ့အချိန်မှာတခါတလေမှာဘာဖြစ်လဲစိတ်ပိုင်းဆိုင်ရာတခါတလေမှာဝိညာဉ်ပိုင်းဆိုင်ရာတခါတလေမှာခန္ဓာပိုင်းဆိုင်ရာမှာဆင်းရဲမှုတွေဒုက္ခတွေဝေဒနာတွေတောကတွေရောက်လာတဲ့အခါမှာအဲ့ဒီအရာတွေကလည်းပဲကိုယ့်ရဲ့ရည်မှန်းချက်ပန်းနိုင်ကိုအရောက်မသွားစေဘဲနဲ့ကိုယ့်ကိုဆွဲချဖို့ရအတွက်လည်းဖြစ်စေတဲ့အရာတွေဖြစ်တယ်။ဒါကြောင့်မလို့ဒီအရာကိုဒီကနေ့မှာသတိချက်စေဖို့ရအတွက်ဆရာမဒီနေ့ပြောပေးခြင်းဖြစ်တယ်။ဆိုတော့ဆရာမတို့ယုံကြည်သူအနေနဲ့ပထမဦးဆုံးဦးစားပေးရမယ့်အရာကဘာလဲ။ဘယ်ဟာဦးစားပေးရမှာလဲ။ဘုရား
ဒီနေ့တော့နည်းနည်းအမေးဖြစ်နေလို့မလဲနော်။ဘာလို့ဆိုတော့အင်္ဂိုင်းမှာဆိုလို့ဆိုတော့ဟုတ်တယ်ဆရာမတို့ယုံကြည်သူအနေနဲ့ပထမဦးစားပေး first priority ဦးစားပေးကဘသူ့ကိုဦးစားပေးရမလဲဆိုတော့ဖယားကိုဦးစားပေးရမှာဖြစ်တယ်။အဲ့တော့ကျမ်းစာတစ်ချက်ကြည့်ရအောင်။ကျမ်းစာထဲမှာအားလုံးသိတယ်တောက်တကျအခန်းကြီး3အငယ်9 6နော်အဲ့ဒီအငယ်9 6မှာဆိုရင်အဓိကတော့6မှာအင်္ဂလိပ်လိုနဲ့ in everything you do put God first and he will direct you and crown your effort with success ဆိုတော့နောက်ပြီးတော့မှရှင်လုကာခန်းကြီး7အငယ်37ရယ်နောက်ပြီးတော့မှရှင်မာသဲခန်းကြီး6အငယ်33ထဲမှာဆိုရင်ဘာကိုတွေ့ရလဲနိုင်ငံတော်နဲ့တောင်းမှချင်းကိုရှိဦးစွာရှာပါနောက်မှတရားများကိုထိုက်ပြီးနေဆိုတော့နိုင်ငံတော်နဲ့ကြောက်မှချင်းကိုရှိဦးစွာရှာပါနိုင်ငံတော်နဲ့ကြောက်မှချင်းကဘယ်အရာကိုပြောတာလဲဆိုတော့ဖယားနဲ့ဆိုင်တဲ့အရာဖယားကိုပြောတာဖြစ်တယ်နောက်ပြီးတော့တောက်တကျအခန်းကြီးခုနဆရာမဖတ်သွားတဲ့3အငယ်9 6ကဘာကိုပြောတာလဲထာဝရဘုရားကိုဘာဖြစ်လဲစိတ်တော်ချစ်တဲ့ပူဇော်တော်ကိုဉာဏ်ကိုအမိမပြုတဲ့သွားလေရ၌ထာဝရဘုရားကိုမျက်မှောက်ပြုရတယ်ဟုတ်လားဒါဆိုရင်ဒီရဲ့လမ်းကြီးကိုဘယ်လိုလုံးလိုက်တဲ့ဆိုတော့နောက်အများကြီးပဲပြောရမယ်ဓမ္မဟောင်းကျမ်းမှာလည်းပဲတွန်းပြောပြခြင်းနော်အခန်းကြီးဆရာမတစ်ချက်ဖတ်ပြမယ်အခန်းကြီး20အငယ်ပြီးကလည်း26ထဲမှာအများကြီးပေါ်ပြထားတယ်အဲ့ဒီထဲမှာဖယားကဘာကိုပြီးထားလဲဆိုတော့ငါမှတပါအခြားသောဖယားကိုမပိုးဝင်ဘူးတော့အဲ့ဒါဘာကိုပြောချင်တာလဲဆိုတော့သူ့ကိုနံပါတ်1နေရာမှာထားဖို့ပြောချင်တာဖြစ်တယ်နောက်ရှင်ယောဟန်ပထမစာဆောင်အခန်းကြီး9အငယ်27မှာဆိုရင်ဘာပြောထားလဲဆိုတော့ချစ်သားတို့တဲ့ယုတ်တုစင်တုကိုတဲ့သင်ဆောင်ကြလို့ဆိုတော့ယုတ်တုစင်တုလို့ပြောတဲ့အခါမှာဆရာမတို့ကအဲ့ဒါကိုပြန်ပြီးတော့မှတိတိကျကျလေးပြန်လေ့လာတဲ့အခါမှာဘာကိုတွေ့ရလဲဆိုတော့ယုတ်တုစင်တုလို့ပြောတဲ့အခါမှာကိုထင်တာကဘာလဲကိုထင်တဲ့ຢာဘာလဲအခုယုတ်တုဘုရားစင်တုရဲ့ယုတ်တုတွေကိုပဲကိုကမြင်တာလေတကယ်တကယ်အဲ့ဒါပဲပြောတာမဟုတ်ဘူးဘာကို idol လို့ပြောတဲ့အခါမှာ idol လို့သုံးထားတယ် idol လို့ပြောတဲ့အခါမှာဘယ်အရာလဲဆိုတော့ကိုယ့်အတွက်ဟုတ်ပြီနော်ပထမဦးစားပေးတဲ့အရာကကိုယ့်ရဲ့ idol ဖြစ်တယ်ဥပမာအဖြစ်ကိုကဘာကိုဘသူ့ကိုဦးစားပေးပြီးတော့မှဘသူ့ကိုပထမနေရာမှာထားလဲမိသားစုကိုဦးစားပေးထားတယ်လားပထမနေရာမှာတော့မဟုတ်ကိုယ့်ရဲ့ကိုကြိုက်တဲ့ကိုကတော့လူငယ်တွေဆိုတော့ကိုချစ်တဲ့နော်သမီးစားရှိမှာပေါ့ကိုချစ်တဲ့သူကိုကတစ်ချိန်လုံးဖယားကိုမေ့လျော့ပြီးတော့မှကိုချစ်တဲ့သူအကြောင်းပဲအမြဲတမ်းပထမဦးစားပေးမှစဉ်းစားနေတဲ့အရာတွေဒါမှမဟုတ်တချို့စီးပွားရေးသမားတွေဆိုရင်သူတို့ကဖယားကိုတော့သိတယ်ဖယားကိုတော့ယုံကြည်လက်ခံတယ်ဒါပေမဲ့မိမိရဲ့စီးပွားရေးမိမိရဲ့ဥစ္စာပစ္စည်းရှာဖွေတဲ့နေရာမှာဖယားကိုအာမကိုပေးနဲ့ဖယားကိုဥထိတ်မပန်စင်ပေးနဲ့သူတို့ရဲ့ဘာဖြစ်လဲအုံနောက်ဉာဏ်ကိုသူတို့ရဲ့တတ်တဲ့အရာတွေသူတို့ရဲ့စီးပွားရေးထွက်တတ်တဲ့အမျိုးအမြင်တွေကိုပဲသူတို့ကဦးစားပေးပြီးတော့မှစီးပွားရှာတတ်ကြတယ်။အဲ့ဒါတွေကဘာလဲဆိုတော့သူတို့ရဲ့ပထမဦးစားပေးဟာသူတို့ရဲ့ idol သူတို့ရဲ့ယုတ်တုစင်တုဖြစ်တယ်။ဒါကြောင့်မလို့ဘုရားကတိတိလေးလေးပေါ်ပြထားတယ်။သာဝရဘုရားကိုစိတ်နှလုံးကျွေးနဲ့ပူဇော်ပါ။အကြောင်းမလို့ဒီကနေ့သားတို့သမီးတို့တွေဘာမှမလုပ်ခင်မှာပထမဦးဆုံးချိန်ထားရမယ့်အရာကထာဝရဘုရားကိုစိတ်နှလုံးအကျင့်နဲ့ပူဇော်ရမယ်။အာမင်။အာမင်။ဘာလို့ပူဇော်ခိုင်းတာလဲဒါရှင်ဘုရားကလည်းဘာလို့သူ့ပထမနေရာမှာထားခိုင်းတာလဲ။မေးဖို့ရှိလား။ရှိတယ်။အဲ့ဒီအရာအတွက်အကျိုးကျေးဇူးတွေအများကြီးဘုရားကပေးတယ်။တချို့ကထင်တယ်ဟာဘုရားဒီဘုရားကလည်းနော်အရန်ကိုပဲသူ့ကိုပဲအမြဲတမ်းဦးစားပေးစေချင်တယ်သူ့ကိုပဲပထမနေရာမှာအမြဲတမ်းဦးစားပေးစေချင်တယ်အဲ့လိုမျိုးတချို့ကထင်တယ်ဒါပေမဲ့အဲ့ဒါကဘသူကောင်းစားဖို့အတွက်လဲဆိုတော့သူ့ကိုပထမနေရာမှာထားတဲ့သူ့ကိုယုံကြည်ကိုးစားတဲ့သူအတွက်အဲ့ဒီလူအတွက်ကို
အကျိုးကျေးဇူးရဖို့ရတဲ့ဖခင်ကကောင်းကြီးပေးခြင်းလို့ဖြစ်တယ်ဟာလေလုယာအာမင်အဲ့ဒါကိုဘယ်မှာတွေ့ရလဲဆိုတော့ကျမ်းစာပါတဲ့သူမှတ်စုပါတဲ့သူကတစ်ချက်လောက်လိုက်ပြီးပြီပါဟေရှာယအခန်းကြီး58အနေကိုထဲမှာမတွေ့ရလဲဆိုတော့တို့ပြုလင်တဲ့သာရဘုရားသည်တင်ခေါ်သောအခါထူးတော်မူလိမ့်မည်တဲ့။အော်ဟစ်သောအခါငါရှိသည်ဟုမိန့်တော်မူမည်တဲ့။ဟာလေလုယာ။အာမင်။ဆိုတော့ကိုယ့်ရဲ့ရည်မှန်းချက်ပန်းနိုင်ကိုရှောက်နှမ်းသွားတဲ့အခါမှာကိုယ်မှာအခက်အခဲတွေမရှိနိုင်ဘူးလား။ရှိနိုင်ပါတယ်။ကိုယ်မှာဒုက္ခတွေမရှိနိုင်ဘူးလား။ရှိနိုင်တယ်။အခုတော့မှနော်အခုပါလေမိုးရွာတီကာလာတယ်နော်။အဲဆိုတော့ပထမဦးဆုံးຫນွေကနေပြီးတော့မှຫນွေအကုန်မိုးကိုကူးတဲ့အချိန်ဆိုတော့ရာသီဥတုကပြောင်းနေတော့အခုကအားလုံးကရီဝေဝေနဲ့ပေါ့နော်ရီဝေဝေဆိုတော့မူးလို့တော့မဟုတ်ဘူးဗာလဲသူကနေမကောင်းတဲ့ခါကျတော့နော်ရာသီဥတုအဆင်မပြေတော့နာစီရဲ့သူနာစီချောင်းဆူရဲ့သူချောင်းဆူနေမကောင်းဖြစ်တော့နေမကောင်းဖြစ်ပထမဦးဆုံးခံစားရတာနောက်ဒါမို့လဲအခုကဘာဖြစ်လဲအားလုံးသမီးတို့ဆိုရင်အခုရီမန်းချက်ပိုင်းတဲ့အတွက်ဒီကိုရောက်လာတယ်နံပါတ်1ဘာအခက်အခဲတွေ့ရလဲကိုယ်အိမ်လို့ဟုတ်လားမဟုတ်တော့ဘူးကိုယ်မှာဆိုရင်ကိုယ့်ရဲ့မိမတွေကိုချွဲလို့ရတယ်နော်ကိုစားချင်တာစားလို့ရတယ်ကိုကြိုက်တဲ့အချိန်မှာထားလို့ရတယ်ဟုတ်လားဒါပေမဲ့ဒီမှာကျတော့ကိုကြိုက်လို့ထားလို့ရလားမရတော့ဘူးစီးကအောက်မှာနေရတယ်နော်မနက်ဆိုဘယ်နိုင်ထားရလဲနာနာယူပဲမထားချင်ဘူးလားဘယ်ထားချင်မလဲနော်အိမ်မှာဆိုတော့ဘယ်ထားမလဲနော်ကိုက6နိုင်9နိုင်กินနှံ့မှာပေါ့ဒါပေမဲ့ဒီလူရောက်ပြီဆိုတော့သူကထားရပြီ9နိုင်ပဲကဲဟုတ်ပြီကဲခါလုံးလေးဒီလိုက်ပြီ breakfast time breakfast ဘာကျွေးမလဲသွားတဲ့ခါမှာဆန်ပြုတ်ဟုတ်လားဟုတ်လားဆန်ပြုတ် breakfast မှာခါမှာမစားဘူးရဆန်ပြုတ်စားရပြီနော်အိမ်မှာလိုမျိုးမဟုတ်တော့ဘူးအိမ်မှာဆိုရင်နော်အမေရပဲဖြစ်ဖြစ်အဖေရပဲဖြစ်ဖြစ်အတော်ပြောပွားရနေတဲ့သူတွေကဝဟင်္ဂါလေးအကျော်လေးနဲ့တော့မဟုတ်ဒီကြာကွေးနဲ့နော်တစ်ဖက်ရေကောင်းကောင်းလေးနဲ့ဒါမှမဟုတ်သမင်းကြော်နဲ့နော်ဒီဘက်မှာလည်းအထောက်ချမ်းနေနဲ့တေးမကြနဲ့နော် sorry နော်ဒီည first prayer ဆင်မပြေသွားတယ် sorry ဆိုတော့အဲ့လိုမျိုးလေးပေါ့နော်တော့စားရတာပေါ့လေဒါပေမဲ့ဒီရောက်တဲ့ခါကျတော့အပြောင်းလေးတွေကဖြည်းဖြည်းနဲ့ပြောင်းလာတယ်နော်စိန်ခေါ်မှုတွေလာပြီစိန်ခေါ်မှုတွေဟုတ်တယ်မလားစိန်ခေါ်မှုတွေလာပြီဘာလို့လဲကိုကဒီเจ้าကိုတက်လာတက်တာဆိုတော့ဝိညာဉ်ရေးပိုင်းရောခန္ဓာစိတ်ဝိညာဉ် train လုပ်ခံရတာနော်လေ့ကျင့်ခံရတာအဲ့ဒီခါကျတော့ကဲစာတင်တဲ့ချိန်မှာလည်းကိုယ်ရဲ့အိုက်တယ်မတင်ဘူးဆရာမကလည်းဘာတွေရှင်းပြနေလဲမသိဘူးဆရာမပြောတာတလုံးမှနားမလည်ဘူးဆိုပြီးတော့ပြီးရောစားချင်ရောက်ပြီဆိုတော့အားရပါရနဲ့ဘာဖြစ်ဖြစ်မလဲသွားလိုက်တယ်အဲ့မှာဘာဖြစ်လဲပြင်းရတော့2မျိုးပေါ့နော်ဒါပေမဲ့အရွက်လေးတွေဟုတ်တယ်မလားဆိုတော့ကိုကြိုက်တာလေးဖြစ်မယ်မကြိုက်တာလေးဖြစ်မယ်ဒါတွေက struggle ကိုရင်ဆိုင်ရတဲ့အခက်အခဲရုန်းကန်ရတဲ့အရာတွေထဲကနေတော့မှတချို့အရာတွေတချို့ဆိုရင်အိမ်ထောင်ကြပြီးသားသူတွေကကိုယ့်ရဲ့မိသားစုကိုထားခဲ့ရတယ်သားသမီးတွေကိုလွမ်းတာပေါ့ကိုယ့်ရဲ့ဇနီးမယားကိုလွမ်းတာပေါ့ကိုယ့်ရဲ့ခင်ပွန်းတွေကိုလွမ်းတာပေါ့ဟုတ်တယ်မလားဒါပေမဲ့ကိုကဒီမှချက်ပန်းတဲ့တခုထားလို့ဒီလိုရောက်လာကြမလို့အဲ့ဒီအရာတွေကိုခဏလေးချိန်ပိတ်ပြီးတော့မှဘေးချိန်ပြီးတော့မှဒီလိုရောက်လာတာတချို့ကြတော့လေနော်ကိုဘာဖြစ်လဲကိုချီရတဲ့သူကိုအဝေးမှာထားခဲ့ရတာနော်တမီးစားဘွားလေးတွေနော်စာပြီးတော့ဖွဲတာတာလေးတွေချို့နော်ရှိရနော်ကြုံမှုတွေနော်ဆီယမကြုံမှုတွေဆိုတော့ဒီလိုရောက်တော့မြေနဲ့ပြဖနဲ့အတူကုန်တုတ်ပြီးတော့မှနေတဲ့သူချို့ရှိရဲ့ညာကြီးဆွာတော်လေးဖြစ်တယ်ဒီနောက်တော့သူများတွေကတော့ပတ်စံပုံနိုင်ရဲ့သူကတော့ဘာဖြစ်လဲကိုကြိုက်တာစားလို့ရတယ်နော်အပြင်မှာဝယ်ပြီးတော့မှခန်းထဲမှာတိတ်ပြီးတော့ဆရာမတွေမပြအောင်စားတယ်ကိုကကြတော့စားချင်တာပေါ့ဒါပေမဲ့ဘာဖြစ်လဲကိုမှပတ်စံမရှိဘူးကိုမဲ့သူမရှိဘူးအဲ့ဒီ struggle တွေနောက်တစ်ခုကအင်္ဂလိပ်စာကောင်းတယ်ကိုကကြတော့တလုံးမှနားမလည်ဘူးနော် ABCD နောက်ပြီးတော့မှဘာလဲဆရာမနဲ့ဆရာတွေကမေးလိုက်တိုင်းဘာလဲမသိဘူးဘာကိုပြောရလဲမသိမနေနားထောင်နေရတာမျိုးလုံးပြူပြီးတော့မှဒါတွေ struggle တွေเนาะဒါတွေအခက်ခဲမှုတွေ
ကြုံရတယ်ဆိုတော့အဲ့လိုမျိုးကြုံတဲ့အခါမှာတဲ့ဖခင်ကဘာပြောလဲဆိုတော့ငါ့ကိုခေါ်ပါမင်းတို့ငါ့ကိုခေါ်တဲ့ခါကျရင်တော့မင်းတို့ကငါထူးမယ်လို့ဟောဒီကျမ်းစာလေးကိုပြည့်ပြည့်ပေါ်ပြထားတာဖြစ်တယ်ဟာလေလုယာအဲ့ဒါကဘာလဲဖခင်ကိုနံပါတ်1နေရာမှာထားတဲ့အကျိုးဖြစ်တယ်အာမင်နောက်တစ်ခုတခါတလေအယုဒ္ဓရိရတယ်သတိရတဲ့အခါမှာ1နေတယ်နော်ဒါကကြာရင်လည်းခုတငယ်ချင်းချင်းနဲ့အစင်မပြေတာတွေရှိမယ်တခါတလေမှာကြောင်းမှာအစင်မပြေတာရှိမယ်တခါတလေမှာကိုမသိလိုက်လို့စီကံဖောက်မှုတို့ဖြစ်သွားတော့နော်ကျောင်းကဆရာတွေကလည်းပြီးတော့မှဆရာမတွေကလည်းပြီးတော့မှအရေးယူတဲ့အချိန်တွေပါညာနော်တကယ်ချင်းအရှိမကိုကအရှက်ပွဲပြီးတော့မှဟုတ်တယ်မလားone day ပြီးတော့မှခံစားရတဲ့အချိန်ရှိတယ်ဒါပေမဲ့ဖခင်ကဂရိတော်ရှိတယ်ဘာလဲဆိုတော့ဟေရှာယအခန်းကြီး51အငယ်7ထဲမှာဆိုရင်တစ်ချက်ကလေးဖတ်ရအောင်နော်တကြောင်လေးပဲအဲ့ဒါကone day တဲ့ခါမှာဘယ်သူကနှစ်သိမ့်ပေးရလဲအေးအဲ့မှာအခန်းကြီး51အငယ်7မှာဆိုရင်တင်တို့ကိုပြစ်သိမ့်စေတော်သူကအချားမဟုတ်ဘယ်သူလဲငါကိုယ်တိုင်လေဘယ်သူကပြောရလဲသာရဘုရားကပြောတာဖြစ်တယ်အာမင်ဟာလေလုယာဒါကြောင့်လို့ကိုone day တဲ့အချိန်မှာဘေးနားမှာမိဘမရှိလို့ငါ့ကိုအစ်သိမ့်ပေးမဲ့သူမရှိဘူးလို့မထင်ပါနဲ့သင်ရဲ့နားမှာအမြဲတမ်းရှိပြီးတော့မှသင်ကိုအမြဲတမ်းချစ်တဲ့ဖခင်ကနေပြီးတော့မှနှစ်သိမ့်ပေးဖို့ရတဲ့အမြဲတမ်းရှိတယ်နောက်တစ်ခုကကြတော့တခါတလေမှာတော့ကို့မှာစိုးရိမ်စရာတွေပူပန်စရာတွေကြုံတဲ့ချိန်ရှိတယ်တခါတလေမှာကျောင်းကနေပြီးတော့မှနော်ယူနီဖောင်းကြေးတွေကောက်တယ်ထားပါတော့ဒါဥပမာပေါ့နောက်တစ်ခုခုကိုကြုံလာတဲ့အခါမှာစိုးရိမ်စရာတွေကြုံလာတယ်။ကျောင်းမှာတင်မဟုတ်ဘူးအပြင်သွားတယ်အပြင်သွားတဲ့အခါမှာကိုပြန်လာတဲ့အခါမှာလမ်းကမှတ်ပြီးတော့လမ်းမှတ်ပြီးတဲ့အခါမှာဆရာမတို့အတွေ့အကြုံရှိဘူးလေဟိုးတော့ကဆိုရင်ကျောင်းသူတယောက်သင်္ကန်းကျွန်းကနောက်တနေရာရှိတယ်လေသင်္ကန်းကျွန်းကဟိုမှာတာမွေဘက်မှာလေသင်္ကန်းကျွန်းဆိုတာရှိတယ်အဲ့တော့ဒီအားကြတော့သင်္ကန်းကျွန်းမဟုတ်ဘူးဒီနေရာပါလေသင်္ကန်းကျွန်းကြီးကြီးရွာအုပ်စုနော်ကျေးရွာအုပ်စုပါသေးတယ်ဆိုတော့အဲ့ဒါကို तू ကနေရနေလာတာဆိုတော့တစ်ခါမှ तू ကလိုင်းကမရှိဘူးမရှိဘူးတော့ तू ကလေစနေနေ့ဆိုရင်တော့ out pass ပေါ့နော်ဒါတော့ဒီလိုညာစနေနေ့ဆိုတော့ free ဆိုမှ तू လည်းဖတ်သွားတယ်तू လည်း shopping နဲ့ဖတ်မှာပေါ့ဒါပေမဲ့လိုင်းကစီးဖို့က तू ကနံပါတ်တွေမှားသွားတယ်အဲ့နဲ့ तू လမ်းမှားသွားတဲ့အခါမှာကျတော့ဘာဖြစ်လဲဆိုတော့မပြီးတော့အဲ့တော့ကားသမားကို तू ကမေးတယ်မေးတော့ကားသမားဘယ်သွားမှာလဲဆိုသင်္ကန်းကျွန်းကိုသွားမှာတဲ့။အော်သင်္ကန်းကျွန်းဆိုရင်တော့ဆိုရင်မှ तू ကအဲ့ဒီစံပြဘက်ကသင်္ကန်းကျွန်းဘက်ကို तू ကနေရညှော်ပေးလိုက်တော့ကားပေါ်တင်ပေးလိုက်။သင်္ကန်းကျွန်းကိုစံပြဘက်ကိုရောက်သွားတဲ့အခါမှာ तू မသိတော့အဲ့တော့အဲ့မှာအဲ့တော့ကဖုန်းကလည်းဒီကကိုဈေးကြီးတဲ့အချိန်ဆိုတော့ထိုင်နေရောအဲ့ဒီအချိန်မှာ तू ကဘာလုပ်လဲဆိုတော့ one day တဲ့အချိန်မှာတဲ့ဟာငါဘာလို့အဲ့လို one day တာလဲ။ငါမှဖျားရှိတယ်။ဖျားဆိုငါဖျားကိုငါခေါ်မယ်ဆိုပြီးတော့ဖျားဆိုတာသူစုကောင်းတဲ့ခါမှာတဲ့အဲ့ချိန်မှာလူတယောက်ကရောက်လာခဲ့သမီးတဲ့နင်ဘာလို့ငိုနေတာလေးတဲ့နင်ကကြည့်နေရတယ်နင်ဒီနားမှာပဲတဝဲလေးနဲ့ဟိုသွားလိုက်ပြီးဆက်ရှေ့ဆက်လည်းမသွားဘူးနောက်ပြန်လေးလိုက်ဒီလိုဖြစ်လိုက်ဒါပြီးဒီနားမှာပဲပြန်လာတယ်တဲ့ပြီးတော့နင်ငိုနေတာကြည့်ရောတဲ့ငါတွေ့ရတဲ့အခါကျတော့ငါလည်းသမီးချင်းကိုချင်းစာလာတော့နင်ကမေးတာလို့ပြောတဲ့အခါမှာသူကကျမတဲ့လမ်းပြောက်လို့တဲ့အဲ့ဒါနဲ့ဓမ္မနေတာလေဆိုသင်္ကန်းကျွန်းမှာတဲ့ဒါပေမဲ့ဒီသင်္ကန်းကျွန်းတော့ညှော်နေတဲ့တော့ဒီသင်္ကန်းကျွန်းတော့မဟုတ်ဘူးလို့ပြောတဲ့ခါမှာသူကသဘောပေါက်သွားတယ်။အော်သင်္ကန်းကျွန်းကနှစ်နေရာရှိရဲ့ဒီသင်္ကန်းကျွန်းမဟုတ်ဘူးဆိုတော့မင်္ဂလာတော့သင်္ကန်းကျွန်းကြီးလေးနေမှာဆိုပြီးတော့မှအဲ့ဒီကိုယ်တိုင်ကလိုက်ပုတ်ပေးတာ။အာမင်။အဲ့တော့ဖခင်ကိုပူဇော်တဲ့သူရဲ့အသက်တာမှာဖခင်ကိုနံပါတ်1နေရာမှာထားတဲ့သူရဲ့အသက်တာမှာဒုက္ခရောက်တဲ့အချိန်မှာလေပဲအဲ့ဒီဖခင်ကိုခေါ်တဲ့အခါမှာအဲ့ဒီဖခင်ကချူတယ်။ one day တဲ့အခါမှာပဲဖခင်ကနှစ်သိမ့်ပေးတယ်။စိုးရိမ်တဲ့အခါမှာလည်းပဲဖခင်ကဂရိပေးထားတာဖြစ်တယ်။ဗါလဲမစိုးရိမ်ဘူး။ငါဒီသင်္ပတ်မှာရှိတယ်။ပြီးတော့မှဘာပြောသေးလဲမကြောက်နဲ့။တိရပြားတဲ့ငါကဘာဖြစ်လဲလက်ရလက်နဲ့တင်ကိုဟုတ်ပါမယ်လို့ပြောတဲ့ဖခင်ဖြစ်တယ်။အဲ့ဒါဘယ်မှာတွေ့ရလဲဆိုတော့ဟေရှာယအခန်းကြီး41အငယ်30မှာတွေ့ရတာနောက်တစ်ခုဒါကကြရင်လူကမောတဲ့ချိန်ရှိတယ်
ဒါကကျရင်သားတို့သမီးတို့လည်းအားပုံနဲ့ချင်ရှိတယ်။ဘာလဲဆိုတော့ကိုကတနေ့ကိုမနက်9 နာရီခွဲကနေထားတယ်9 နာရီရတယ်ထားမယ်နော် devotion နဲ့လုပ်မယ်ဒါပြီးတနေ့ကိုညအဖြစ် devotion လုပ်တယ်ဒါပြီးမလုပ်တယ် library ချိန်မှာ library ဝင်ရတယ်အဲ့တော့စက်တိုက်ကြာလာတဲ့အခါမှာတခါတလေမှာကိုယ့်ရဲ့ခုခံအားတွေကဘာဖြစ်လဲညော့လာတဲ့အခါမှာတခါတလေမှာလူကစိတ်ပြည့်တဲ့အခြေရှိမယ်အားရောတဲ့အခြေရှိမယ်မောတဲ့အခြေရှိမယ်အဲ့လိုမျိုးမှလေးပဲဖခင်ကကိုယ်ကိုဂရိပေးထားတာရှိတယ်အဲ့ဒီဖခင်ကိုပူဇော်တဲ့သူရဲ့အကျိုးကျေးဇူးကဘာလဲဆိုတော့ဟေရှာယအခန်းကြီး40အငယ်30အားလုံးသိတယ်အဲ့ထဲမှာဘာလဲဆိုတော့ထာဝရဘုရားဘာပြောထားလဲဆိုတော့ထာဝရဘုရားသည်တဲ့မောတော်သူတို့ဟာကိုအားကိုပေးတော်မူ၏ဟာလေလုယာအာမင်ဘယ်သူမှပေးတာလဲထာဝရဘုရားပေးတာဖြစ်တယ်နွမ်းနေတော်သူတို့ဟာအစွမ်းတတိနဲ့ပြည့်စုံသောအခွင့်ကိုပေးတော်မူ၏တဲ့ဟာလေလုယာဒါကြောင့်မလို့အဲ့ဒီဖခင်ကကိုယ့်ကိုပြန်ပေးတဲ့အရာဖခင်ကနံပါတ်1နေရာမှာထားလိုက်တာနဲ့ကိုကပဲဖခင်ကိုမမေးနဲ့ကိုဘာလို့လို့ဖခင်ကိုပဲအရင်ဦးဆုံးတိုင်တယ်ဘာလို့လို့ဖခင်ကိုပဲအရင်ဦးဆုံးမှာဖြစ်လေပြောပါကျေးဇူးကိုချီးမွမ်းပါဖခင်ကိုယဉ်ကျေးတာကိုပဲဥစွာရှာပါကိုလုံးဝမဲ့အရာတွေကိုပြောရမယ့်အရာတွေကိုရှောက်လိုက်ရမယ့်အရာတွေကိုရဲ့ရည်မှန်းချက်ပန်းနိုင်တယ်ဘာပဲလို့အစပထမအချိန်မလန်းခင်မှာဖခင်လက်ထဲမှာအပြုံးမှာဖခင်ကိုနေ့တိုင်းမှာကိုးစားခြင်းနဲ့တွားမယ်ဆိုရင်အဲ့ဒီဖခင်ကကိုယ့်ကိုပြန်ပေးတဲ့အကျိုးကျေးဇူးကများတာပါဒါကြောင့်မလို့အဲ့ဒီဖခင်ကတဘူကောင်းဆန်ပြီးတော့မှအတ္တကြီးပြီးတော့မှနော်ငါကိုပဲအဖြစ်လေပိုးခွေရမယ်ငါကိုပဲပရမဦးစားပေးနေရမှာထားရမယ်လို့ပြောတာမဟုတ်ဘူးသူ့ကိုပရမဦးစားပေးထားတဲ့သူတွေအတွက်အဲ့ဒီသားသမီးတွေအတွက်ကိုသူကပြန်ပြီးတော့မှကောင်းချီးပေးခြင်းလို့ဖြစ်တယ်အဲ့ဒီသားသမီးတွေနဲ့သူကရင်းနှီးခြင်းလို့ဖြစ်တယ်အဲ့ဒီသားသမီးတွေသူကအချိန်ယူခြင်းလို့ဖြစ်တယ်အဲ့ဒီသားသမီးတွေအပြင်သူရဲ့ဘုံကိုထင်ရှားစေခြင်းလို့ဖြစ်တယ်ဟာလေလုယာဒါကြောင့်ဒီမှာလာရောက်တဲ့သားသမီးတွေရောက်ချင်းစီတိုင်းတောင်းတဲ့အခါမှာအခုဝိညာဉ်ရေးရမှာလေးပဲဒါပထမဦးဆုံးအခုမှအစပဲရှိသေးတယ်အကြောင်းကအဆုံးချက်ကိုတတ်နိုင်ဖို့ရအတွက်ခရယားနဲ့ထင်းမှာကိုယ့်ရဲ့သက်တာကိုအနံ့ဖို့လို့တဲ့တချို့အကြောင်းတို့အကြောင်းသားတွေအဆုံးချက်နှစ်ဆုံးချက်မတတ်နိုင်ဘဲနဲ့နှစ်တစ်ဝက်နဲ့ပြန်ရတဲ့သူတွေရှိတယ်နှစ်တစ်ဝက်နဲ့အကြောင်းမျိုးကြောင့်မပြီးရသေးဘူးအများကြီးရှိတယ်ဘာလို့လဲဆိုတော့ခရယားကိုနံပါတ်1နေရာမှာပုံစံဖို့အကြောင်းလို့ကိုယ့်ရဲ့အသက်တာဒီเจ้าအတွက်ပဲမဟုတ်ဘူးနော်ဒီเจ้าတက်ဖို့အတွက်လည်းပဲမဟုတ်ဘူးကိုယ့်ရဲ့အသက်တာကိုတည်တဲ့အထိဖယားစင်မှာကိုမရောက်မချင်းဟုတ်တယ်နော်ဖယားရဲ့နာမှာကိုငြိမ်မှုဆိုမရောက်မချင်းအထိကိုကိုယ့်ရဲ့ဘဝဟာဘာဖြစ်လဲအမြဲတမ်းစိန်ခေါ်မှုတွေနဲ့အမြဲတမ်းတွားရမှာပဲဘွေရပြီးဝိုင်းလေငါဘွေရပြီးပြီဟေးငါဘဝမှာဘာမှစိန်ခေါ်မှုတွေမရှိတော့ဘူးမဟုတ်ဘူးအဲ့မှာစပြီးတော့မှပေါ်လာလိမ့်မယ်ဖယားရဲ့အမှုတော်မှာပါဝင်ဆက်တက်လာပြီဆိုရင်ပို့ပြီးတော့မှတာရည်များတဲ့အရာတွေအများကြီးလာလိမ့်မယ်အဲ့ဒီခါကျရင်လည်းပဲဖယားကိုနံပါတ်1နေရာမှာထားဖို့လိုချင်တယ်အဲ့ဒီဖယားနဲ့အမြဲတမ်းအဆက်အသွယ်ဖြစ်ဖို့လိုချင်တယ်နောက်ဆုံးတစ်ခုမှာဆရာမကဘာပြောချင်လဲဆိုတော့နံပါတ်2ကဟိုပါပေါ့အဲ့ဒါအတွက်အများကြီးပေါ့ priority တွေအများကြီးရှိတယ်ဒါပေမဲ့ဆရာမကအချိန်ကိုချုပ်လိုက်တဲ့အတွက်ကြောင့်မလို့တားလို့တို့လည်းဆိုင်တဲ့အရာလေးတွေပြောချင်တာဖြစ်တယ်နောက်ဆုံးတစ်ခုကဘာလဲဆိုတော့မိမိရဲ့အချိန်တိုင်းကိုယ့်ရဲ့အချိန်တိုင်းကိုကနေပြောမှစီမံခန့်ခွဲတတ်ဖို့ကိုယ့်ရဲ့အချိန်တိုင်းကိုအသုံးပြုတတ်ဖို့လိုတယ်။ပြန်ပြောမနော်ကိုယ့်ရဲ့အချိန်တိုင်းဖခင်ကလူတစ်ယောက်ကို24နာရီပေးပြီးတော့သမထကိုကြတော့48နာရီတရက်ပေးလားမပေးဘူးအားလုံးစီးရဲချမ်းသာလူဒန်းစားမရွေးဖခင်ကမျက်နှာမလိုက်တဲ့ဘုရားဖြစ်လို့ကြောင့်မလို့ဂျေဇုနဲ့ဂရုဏာနဲ့တည်ဝတဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်မလို့24နာရီတရက်အပြည့်ပေးတယ်အဲ့လိုအပြည့်ပေးတဲ့အချိန်မှာကိုကဖခင်ပေးတဲ့အချိန်နာရီကိုဘယ်လိုမျိုးစီမံခန့်ခွဲတတ်တယ်ဖခင်ကိုပေးတဲ့အချိန်နာရီကိုကဘာဖြစ်လဲဉာဏ်ပညာရှိနဲ့ကိုကဘယ်လိုမျိုးသုံးတယ်ဆိုတာအရင်အေးကြီးပါတယ်။ဒါကြောင့်မလို့အားလုံးသမီးတို့လူငယ်တွေဖြစ်တယ်။ငယ်ရွယ်တဲ့အချိန်မှာဖခင်ကအစွမ်းတတိပေးထားတယ်၊ခွန်အားတွေပေးထားတယ်။ငယ်ရွယ်မှုပြုံးမှုလက်ဆက်မှုတွေအများကြီးပေးထားတယ်။အာမင်။ဆရာမတို့မရနိုင်တော့တဲ့အရာတွေတားလို့သမီးတို့မှာဖြစ်ရှိတယ်။ဆ
ဆရာမကအခုတောင်းပြီးတော့အရင်ကိုပြန်ရောက်ချင်တယ်ရမလားမရတော့ဘူးဒီထက်ပိုပြီးတော့မှအိုဖို့ပဲရှိတယ်နော်ဆရာမနဲ့ဆရာဘုန်းကြီးကဒီထက်ပိုပြီးတော့မှအသက်ကြီးပြီးတော့မှဘာဖြစ်လဲကိုယ့်ရဲ့သားသမီးတွေကိုပဲကိုယ်ကကြည့်နေရတော့မှသားသမီးတွေရဲ့အရွယ်ရောက်လာတာပဲကိုယ်ကြည့်ရတော့မှပြုစုရတော့မှပြုထောင်ရတော့မှဒါပေမဲ့အခုသားသမီးတို့ကငယ်သေးတယ်မင်းတို့ကလက်ဆက်မှုတွေနှုတ်ပြမှုတွေခွန်အားနဲ့အစွမ်းတတဉာဏ်ပညာတွေရည်ရည်မှုတွေအများကြီးဘုရားကမင်းတို့ကိုပေးထားတယ်အချိန်တွေလည်းပေးထားတယ်အဲ့တော့ကိုဒီမှာရောက်တဲ့အချိန်မှာကိုယ့်ရဲ့အချိန်ကိုအကျိုးရှိရှိနဲ့သုံးချတတ်ဖို့လိုတယ်ကိုယ့်ရဲ့အချိန်ကိုဒီရောက်တဲ့အခါမှာရေလာဝါလာနဲ့နော်တငယ်ချင်းတွေနဲ့ပျော်လိုက်ပါလိုက်ဒါပြင်ကနေပုံသွားလိုက်ဘာမှလည်းအကျိုးမရှိဒီနေ့တင်ကန်းစားဘာမှလည်းကိုမသိလိုက် library မှာလည်းပဲအင်္ဂါပြီးတော့မှနော်ဟိုစာကြည့်ကလိုလိုနဲ့အင်္ဂါပြီးတော့မှဒါပြင်ရင်မဖြစ်လေအချိန်အဲ့ချိန်ရောက်ပြီဆိုရင်အဲ့ဘာမှကိုယ့်ရဲ့အချိန်ကိုမစီမံပေးတဲ့အချိန်ကိုအကျိုးရှိရှိနဲ့သုံးချပေးတဲ့အချိန်ကိုပျော်ဖို့ပါဖို့ကိုယ့်ရဲ့ဟိုဘလို့မတက်တောင့်တက်တာနေဖို့အတွက်ပဲသုံးပြုတဲ့သူကတော့ကိုလိုချင်တဲ့ပန်းတွေကိုရောက်ဖို့ရအတွက်ဆိုတာတော့လုံးဝမဖြစ်နိုင်ဘူးအကြောင်းမလို့ငယ်တဲ့အချိန်မှာအချိန်ကိုအကျိုးရှိရှိအသုံးချတတ်ဖို့ငယ်တဲ့အချိန်မှာအဲ့ဒီအချိန်ကဘာဖြစ်လဲကိုယ့်အတွက်အကျိုးကျေးဇူးရှိတယ်ကြီးလာပြီဆိုရင်တော့အဲ့ဒီအချိန်တွေကကိုယ့်အတွက်လုံးဝမလောက်ဘူးအခုကျောင်းသားဘဝမှာအချိန်ကိုကောင်းကောင်းလေးနဲ့ကိုကငါဘလို့စီမံခန့်ခွဲမလဲကိုယ့်ရဲ့ဘာသာအလိုက်ဒီနေ့တင်တဲ့ဘာသာဆိုရင်ငါဒီနေ့ရအောင်ကြည့်မယ်နားမလည်ဘူးဆိုရင်ဆရာမတွေကိုငါရအောင်မေးမယ်နောက်ပြီးတော့မှ assignment နဲ့ဆိုရင်ဘယ်နေ့မှတော့ဂျူးဒိတ်ဒါပေမဲ့ငါအဲ့ဒီရောက်ကိုနားလေအောင်ငါခုကရနေငါဘလို့လေ့လာမလဲဘလို့ဆန်းစစ်မလဲဘလို့မျိုးငါစာရေးဖတ်မလဲနောက်သူများတွေကအင်္ဂလိပ်စာရဲ့အရန်တော်နေဘူးငါတော့သိမရသေးဘူးအဲ့တော့သူတို့တွေကတနားကြီးကြည့်ရဆိုရင်ငါ2နာရီလောက်ကြည့်လိုက်တယ်2နာရီနဲ့မရနိုင်ဘူးလားမရနိုင်လည်းငါ3နာရီကြည့်မယ်အခုကရတဲ့အစကောင်းမှအနောက်ပြေးကြတယ်နော်ဆိုကိုကအစကရလည်းကိုကောင်းနဲ့အပြင်းမှန်းခံပြီးတော့မှကိုကအချိန်ကိုအကျိုးရှိရှိနဲ့ကိုကမပြင်းမရိပ်ပဲနဲ့ကိုကအချိန်ကိုအသုံးချလို့ဆိုရင်တနေ့ကြာရင်တော့တစ်နှစ်လောက်ကုန်သွားလို့ဆိုရင်တော့ကိုယ့်ရဲ့အရေးချင်းဟာတက်လာမှာဖြစ်တယ်နော်အဲ့တော့ကျမ်းစာထဲမှာအဲ့ဒါနဲ့ပတ်သက်ပြီးတော့မှဆရာမနည်းနည်းလေးကျမ်းချက်ကလေးကိုမှတ်စီချင်တယ်တုတ်တန်ကျမ်းအခန်းကြီး6အနေ6ကနေ17ဆိုတော့အဲ့ဟာလည်းတစ်ချင်းနဲ့လည်းရှိတယ်အချင်းလူကြီးရေးစချန်တော့တွားရဲ့သူဒီပြုမှုတော့ကိုဟာလားအဲ့ဒီရကြလားဆရာမတို့ဒီကေတော့ကလေနော်ဟိုဗာလဲဆက်လက်စကူနဲ့လေဆရာမတို့ဆိုတယ်ဆိုတော့အားရလားအဲ့ဒီချင်းရကြလားမရရင်ဆရာမပြင်ပေးမယ်ဆိုတော့အဲ့6ကလည်း17မှာဆိုရင်အချင်းလူကြီးတဲ့ပရိစ္ဆေချတော့တွား၍သူဤအပြုမှုတို့ကိုစင်ကျင်တဲ့ပညာရှိစေတော့ပရိစ္ဆေကဆရာရှိလားမရှိဘူးတဲ့ပဲ့ပြီးလည်းမရှိလားမရှိပါဘူးတဲ့ဒါပေမဲ့မင်းလည်းမရှိဘူးတဲ့နော်သူ့ကိုအုပ်ချုပ်တဲ့ဘယ်မရှိဘူးလို့ပြောတာဖြစ်တယ်မရှိဘဲနဲ့တဲ့ຫນွေကာလနဲ့စဘာရက်ရကာလ၌မိမိစားစရာအစာကိုရှာဖွေပို့ထားတတ်တယ်ဒါပေမဲ့အိုးလူပြင်းတဲ့နော်လူပြင်းနေတဲ့သားတို့တမီးတို့ပြောတာမဟုတ်ဘူးနော်လူပြင်းနေဆိုတာကဒီမှာလာတဲ့ဆိုမပြင်းဘူးဟုတ်ပြီနော်အဲ့တော့ပြင်းမှဆိုးလို့နည်းနည်းသတိပေးလိုက်တာပဲဖြစ်တာအိုးလူပြင်းတဲ့တင်ဒီတဲ့အဘေမြတ်ကာလပတ်လို့အိတ်လိုက်နေပြီတဲ့တစ်ချိန်တော့အတန်းထဲမှာအိတ်တဲ့ရှိလားမရှိပါဘူးနော်မရှိပါဘူးအဘေတော့ကနိုးလိုက်နေပြီတဲ့ဘယ်တော့နိုးမှလဲတဲ့မင်းရတဲ့နော်ဆိုတော့ပြောချင်တာကအနည်းအိတ်နေတာကိုပြောတာတော့မဟုတ်ဘူးမင်းရဲ့အချိန်ကိုတဲ့မင်းအလားတတဲ့မင်းလည်းဖြုံးတီးနေတာအဲ့လိုမျိုးဖြုံးတီးတာတွေရက်လိုက်တော့တဲ့နော်ဘယ်အချိန်မှလုံးမလဲတဲ့ဆိုတော့ဘယ်အချိန်ကြမှာမင်းကဘာဖြစ်လဲကိုယ့်ရဲ့အချိန်ကိုအကျိုးရှိရှိနဲ့အသုံးချမလဲလို့ပြောချင်တာဖြစ်ဟုတ်နော်ဆိုတော့တော့ကြာအဲ့ဒီလူရင်းဆိုပါမြဲတဲ့အိတ်တွေတို့ထင်နေမှာဆိုလို့ခဏအိတ်လေးခဏပျော်လေးအိတ်ပျော်အပ်တော့ငါတဲ့ခဏလက်ချင်းပိုက်ရနေစဉ်တွင်တဲ့စီးရဲချင်းဒီခရီးသွားသောသူကဲ့သို့၎င်းဥစ္စာပြုံးတီးခြင်းဒီသူရဲကဲ့သို့၎င်းရောက်လာလိမ့်မည်နော်ခဏအိတ်လေးခဏပျော်လေးအိတ်ပျော်အပ်တော့ငါခဏလက်ချင်းပိုက်ရနေဒီလိုမနေတဲ့အချိန်မှာတဲ့စီးရဲချင်းဟာတဲ့ခရီးသွားတဲ့ကဲ့သို့မင်းတို့စီကိုရောက်လာပြီးတော့မှဥစ္စာပြုံးတီးခြင်းနဲ့ဖြစ်လာလိမ့်မယ်ပြောတာ
ဆိုတာကပြည့်ရပြီးတော့မှဘာမှမလုပ်ချင်ဘူးနော်စတောင်းတာဘုရားမှာကျောင်းစာရအောင်လုပ်ရမယ်စီကံလိုက်လာရမယ်ဒါမို့လည်းပဲကိုကအမှုတော်ဆောင်တော့လုပ်ငန်းလုပ်လာတဲ့အခါမှာအဲ့လုပ်ငန်းအတွက်ကိုကဘာလုပ်ရမလဲကိုလေ့လာရမယ်နော်ကိုတိုးတက်အောင်လုပ်ရမယ်အမြဲတမ်းကိုကြံစည်ရမယ်အဲ့ဒီရတော့ကိုအမြဲတမ်း plan ထားရမယ်အချိန်ကိုအကျိုးရှိရှိနဲ့အသုံးချရမယ်အဲ့လိုမဟုတ်ဘဲနဲ့အစတော့ဟုတ်ပြီလုပ်မယ်တိုက်မယ်ဒါပြီးရင်တလားကြတော့မလုပ်တော့ဘူးဒီဒုံကြီးရဒုံကြီးနဲ့ဒါပြီးရင်တော့ဆရာမကနော်ဆရာတွေကအားပြန်ပေးပြီဆိုရင်ဟာ6ပဲတိုက်မယ်ဒါပြီးရင်ကိုလုပ်မယ်တလားလည်းပြီးတော့ဒုံကြီးကဒုံကြီးပဲအဲ့ဒါဘာလဲဆိုတော့ခဏအိတ်လေးခဏပျော်လေးအိတ်လိုက်ပျော်လိုက်အိတ်လိုက်ပျော်လိုက်ဒါပြီးလက်ပိုက်နေတဲ့ချိန်မှာအသက်ကကြီးသွားမယ်နော်အသက်ကဘာဖြစ်လဲအချိန်ကိုစောင့်လားမစောင့်ဘူးအချိန်ကအသက်ကိုစောင့်လားမစောင့်ဘူးနော်ဒါတို့ကအချိန်ကတတိပြည့်တဲ့ဒီနေ့နဲ့အခုဒီနေ့ဒီတရက်ဆိုရင်နောက်တရက်ဆိုရင်အသက်ကတရက်ကြီးသွားပြီနောက်ပြီးတော့မှကိုတင်ခဲ့တဲ့အရာတွေကအဲ့ဒီနေ့တို့ကိုတင်တဲ့အရာကောင်းကိုမဆိုင်ဘူးဆိုရင်မနေ့ကကျန်အဲ့ဒီတင်တဲ့အရာရအောင်မလားဆရာချင်းကြရအောင်မလားမရတော့ဘူးဒါကြောင့်မလို့အချိန်ကိုတဲ့နော်ကိုကဘာလို့ရမလဲဆိုတော့အကျိုးရှိရှိနဲ့အသုံးချတတ်ဖို့ရအတွက်ဟိုဒီမှာတက်ကျန်းနေမှာတိတိလေးလေးပေါ်ပြထားတာဖြစ်ပါလေလို့ဆိုတော့နောက်ထပ်ကျန်းချက်လေးတွေကြည့်ရအောင်တုတ်တန်ကျန်အခန်းကြီး7အငယ်24အဲ့မှာဘာတွေ့ရလဲဆိုတော့တုတ်တန်ကျန်အခန်းကြီး7အငယ်24ရေအငယ်28ရေဟုတ်နော်အဲ့မှာလုံလဝိရိယပြုတော်သူကြီးတဲ့အစိုးရတက်ကြီးနော်လုံလရှိရမယ်ဇွဲရှိရမယ်လုံလရှိရမယ်ဝိရိယရှိရမယ်ဘေးရပဲလို့ဖျားကိုတော့ဒီနေ့မှာတော့ဦးစားပေးပါတယ်ဖျားကိုတော့အမြဲတမ်းခေါ်ပါတယ်ဒါပေမဲ့ကိုကဘာမှမကြိုးစားချင်ဘူးကိုကအမြဲတမ်းပြီးပြီးတော့မှဘာမှလည်းစာမလုပ်ဘဲနဲ့ကိုရောတာသမီးပရမလီယာမှာဦးစားပေးပါတယ်ကိုရောရေဆိုပြီးတော့မှเนาะစာလည်းမလုပ်ချင်းဟုတ်လားဘာမှလည်းမကြိုးစားချင်းအဲ့ဒါဆိုရင်စာမွေးအောင်မလားမအောင်ဘူးတိုးတက်မလားမတိုးတက်ဘူးဟာအင်္ဂလိပ်စာကိုလည်းဘုရှုတိုင်းညာအခုကျွန်တော်လုပ်ချင်တယ်ပြောချင်တယ်ဒါပေမဲ့အင်္ဂလိပ်စာကိုဘာမှမလေ့လာဘူးဆိုရင်ရမလားမရဘူးစုပြတောင်းမရဘူးခဏကကိုကိုလုံနိုင်တဲ့အရာအစွမ်းတတိပေးထားတယ်အဲ့ဒီအရာကိုလုပ်ရမှာဖြစ်တယ်အရာကိုပူစားပြီးတော့မှလုပ်ရမှာဖြစ်တယ်ကိုမလုပ်နိုင်တဲ့အရာမှလာလေဖခင်ကကိုကိုလာပြီးတော့မှပြင်ဆင်ပေးမှာဖြစ်တယ်ဒါပေမဲ့ဖခင်ကကိုလုပ်နိုင်စွမ်းကိုကိုဉာဏ်ပညာပေးတဲ့အချိန်မှာဖခင်ကဖခင်အလုပ်ကိုလုပ်တယ်လူကလည်းလုပ်ရမယ့်အလုပ်ရှိတယ်လူအနေနဲ့လူလုပ်ရမယ့်အလုပ်အပိုင်းရှိတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့အချိန်နာရီကိုကိုကလုံလဝိရိယစိုက်ပြီးတော့မှကိုကအစိုးရတတ်တယ်အချိန်ကကိုအစိုးမရစေနဲ့နော်စားကိုမနိုင်စေနဲ့ဟုတ်လားအလုပ်တွေကကိုမပြည့်စေနဲ့အလုပ်ကိုကဘာလို့ရမလဲအစိုးရရမယ်နိုင်ရမယ်နော်အလုပ်ကိုကနိုင်ရမယ်နောက်ပြီးတော့မှစားကိုဘာလို့ရမလဲနိုင်ရမှာဖြစ်တယ်နော်စားကကိုပြီးပြီးတော့မှကြည့်လိုက်အမြဲတမ်းဝင်ပြီးနေတဲ့သူဖြစ်မဖြစ်ရဘူးကိုကစားကိုအမြဲတမ်းနိုင်ပြီးတော့မှတက်ကြွလန်းဆန်းပြီးတော့မှလူငယ်ဘာဝအမြဲတမ်းတက်ကြွလန်းဆန်းတဲ့သူဖြစ်ဖို့လိုတယ်နောက်ပြီးတော့မှအငယ်29နှစ်မှာဆိုရင်လုံလဝိရိယပြုတော်သူရဲ့ဥစ္စာမှုကအပိုးထိုက်တယ်နော်ကိုကစူးစမ်းပြီးတော့မှရလာတဲ့အရာဟာဘယ်လောက်ထိအပိုးထိုက်တယ်ဆိုတာကိုလည်းကျမ်းစာထဲမှာဒီလိုမျိုးပေါ်ပြထားဖြစ်ပါတယ်လို့ဆိုတော့ဒီကျမ်းချက်ကလေးတွေနဲ့တစ်ချက်သွားမယ်ဒါပြီးရင်ဆရာမအဆုံးသတ်မှာဖြစ်တယ်နော်ဒါမှစိတ်အားမနေကြနဲ့နော်စိတ်ကြောက်တော့ပါဘူးဆိုတော့တောက်တက်ကြအခန်းကြီး73အငယ်လေးမှာဘာတွေ့ရလဲဆိုတော့ကျန်းချက်ကလေးတွေပဲလည်းမှတ်ထားပေးလိုက်နော်ဒီတော်သူဒီရဲ့အဘေအရာကိုမြတောင်းတ၍နေရတဲ့လုံလဝိရိယပြုတော်သူမူကမိမိအလိုဆန္ဒပြည့်စုံရ၏ပြည့်တဲ့သူကဘာမှမလုပ်တဲ့အခါကျတော့ဘာမှမရဘူးလုံလဝိရိယစိုက်တဲ့သူကကျတော့သူ့ရဲ့အလိုဆန္ဒပြည့်လားမပြည့်ဘူးလားပြည့်တယ်ဒါကြောင့်မလို့စူးစမ်းမှုအရင်ရေးကြည့်ပါတယ်နော်အခုကလူငယ်တွေတဲ့အားလို့ဆိုတာနော်ကိုယ့်ရဲ့အချိန်ကိုအခုခေတ်ကဗာလဲ what is this ဒါဗာလဲ screen နော် screen time Facebook တွေ TikTok တွေဟုတ်လားနောက်ပြီးတော့မှ chatting တွေနောက်အဲ့ဒါတွေကို short ရမယ်နော်အဲ့ဒါတွေကို short ပါကိုလောက်ရမယ့်အရာကဒီလိုလာတာကိုကဘာအတွက်လာတာလဲဆိုတာကိုအမြင်နဲ့ကိုကသတိထားရမှာဖြစ်တယ်နောက်ပြီးတော့မှတုတ်တန်ကျအခန်းကြီး14အငယ်39မှာဆိုရင်
စူးစမ်း၍လုပ်နေရ၌ဂျေဇုရှိတယ်စူးစမ်းပြီးတော့မှကိုလုပ်တဲ့အရာတိုင်းမှာအမြဲတမ်းဂျေဇုပြုခြင်းကိုခံရတယ်နော်ဒါကြောင့်လို့ကိုယ့်ရဲ့ဘဝမှာနော်နံပါတ်1တရားကိုပထမဦးစားပေးမှထားရမယ်နံပါတ်2မိမိရဲ့အခြေအနေကိုကိုကစီမံတမ်းပွဲတက်ဖို့လိုတယ်ဒါပေမဲ့အဲ့ဒီအထဲမှာသတိချက်ဖို့ရအတွက်သတိထားဖို့ရအတွက်တစ်ခုကပါလေဆိုတော့တစ်ခါတလေမှာလူကလေကိုရီမန်းချက်ထားတဲ့အတိုင်းတစ်ခါတလေမှာဖယားကအခွင့်မပေးဘူးဆိုရင်နော်ဖယားရဲ့အလိုလိုနဲ့စန့်ကျင်တဲ့အရာဆိုရင်တော့ဖယားကဘာဖြစ်လဲဆိုတော့ကိုယ့်ရဲ့လူကအကျဉ်းစီရတော့တဲ့စိတ်ဆန္ဒကတော့ဘာဖြစ်လဲလူကတော့စီစဉ်တယ်လူကတော့အကျဉ်းစီလုပ်တယ်ဒါပေမဲ့အဆုံးလိုက်ကဘသူကဆုံးဖြတ်တာလဲဖယားကလည်းဆုံးဖြတ်ပေးတာဖြစ်တယ်ဒါကြောင့်မလို့ဖယားကိုအခွင့်ပေးဖို့အရင်ကြီးတယ်နော်တရားကိုတော့တားတော့လေဒီဟာပဲလိုချင်တယ်ဒီဟာမရရင်တော့တားမဖြစ်ဘူးတမီးမဖြစ်ဘူးဆိုပြီးတော့မှဖယားကိုတော့အဲ့လိုပြောလို့မရကန့်တတ်လို့မရဘူးဖယားကတားတော့တိတာချက်တားတော့မင်းသားနဲ့ဖယားကအကုန်မြင်တဲ့လူဖြစ်တယ်ဖယားကအကုန်သိတဲ့လူဖြစ်တယ်ဒါကြောင့်လို့ကိုယ့်ရဲ့ဘဝကောင်းဖို့ရအတွက်ကိုယ့်ရဲ့ဘဝဖယားရဲ့အလိုတော်အတိုင်းဖယားရဲ့ဘာဖြစ်လဲအလိုတော်နဲ့ညီပွားနိုင်ဖို့ရအတွက်ကိုဖယားကိုလည်းမိမိရဲ့ plan အတွက်ကိုဖယားကိုဖွင့်ပေးရမှာဖယားကိုအုပ်စိုးဖို့ရအတွက်ဖယားကအလုပ်လုပ်ဖို့ရအတွက်ကိုကဘာလို့ရမလဲအခွင့်ပေးရမှာအဲ့ဒါဘာမှတွေ့ရလဲဆိုတော့တုတ်တန်ကျအခန်းကြီး16အငယ်9ရေစာလံ55အငယ်16 19ဆိုတော့ဆီယမမဖတ်တော့ဘူးเนาะလူပါတဲ့မိမိသွားရလမ်းကိုစိတ်ထဲမှာဘာဖြစ်လဲကြံစီတယ်သို့တော်လေတဲ့သူ့ရဲ့ခြေရာတော့ဘယ်သူမှစီရင်တာလဲထာဝရဘုရားစီရင်တာဖြစ်တယ်ဒါကြောင့်လို့ဆီယမတို့ကဖယားရဲ့လက်ထဲမှာအရာအားလုံးကိုအနံ့ရမှာဖြစ်ပါတယ်အဲ့တော့ပုံမီလေးတစ်ပုဒ်နဲ့ဆီယမအဆုံးသတ်မှာဖြစ်တယ်အဲ့ဒီပုံပြင်လေးကကြတော့ဗာလေဆိုအားလုံးသိတဲ့အတိုင်းယာကုပ်အသက်တာဖြစ်တယ်နော်ယာကုပ်ကသူကသူ့ရဲ့ဦးလေးလာပဲစင်မှာသူနော်သူ့အကိုအဲတော့ရန်ကလည်းထွက်ပြေးလာတဲ့အခါမှာတဲ့သူ့ရဲ့ဦးလေးလာကမှာသမီးဘယ်နှယောက်ရှိလဲ2ယောက်နော်လက်နှချောင်းထောက်ပေးထားတယ်နော်မှားဖြေကြတယ်နော်2ယောက်ရှိတယ်အဲ့တော့သူကြိတ်ပြီးတော့ကြွေနေတဲ့သူကဘာလုပ်လဲအငယ်လေးရာချေလာဟုတ်လားအဲ့ဒါကိုကြိုက်တယ်အဲ့တော့သူဘာလုပ်လဲဆိုတော့ကိုကလေရာကုတ်ကအရင်ချစ်ထူတာလေအရင်တတိရှိတယ်နော်ရာကုတ်ကလေသူကသူ့လေးကိုသူကပေါ်တင်ပြောတာကျွန်တော်တဲ့ရာခေလာကိုကျွန်တော်ကကြိုက်တယ်နှစ်သက်တယ်ကျွန်တော်လည်းဖြစ်တယ်အဲ့တော့ကျွန်တော်ကိုတဲ့ပေးပါလားလို့တောင်းနေတာအဲ့ဒါဘာမှတွေ့ရလဲဆိုတော့ပြီးမှဖတ်တော့ကိုကလည်းကဘာဦးကျခန်းကြီး29အငယ်16ကနေ30မှာတွေ့ရတယ်နော်ပြီးမှကိုကဖတ်ပါအဲ့ဒီမှာကိုကဘာပြောလဲဆိုတော့သူ့ရဲ့သူရတယ်ပြောမှာကောင်းပြီတဲ့မင်းငါစင်မှာ9နှစ်အစေခံရမယ်ဘာလို့ဆိုတော့သူကပတ်သက်မရှိဘူးလေ तू ကဘာမှမပါဘဲနဲ့ဟောအင်ဂျီတစ်ခေကိုတစ်ခေနဲ့ပဲ तू ထုတ်ပြီးလာတာလေသူ့မှာတောင်းဆရာပါညာဘာမှမရှိဘူးအဲ့တော့သူ့လေးစင်မှာ तू က9နှစ်ဘာလို့ကလဲအလုံးကျွေးပူးစူရတဲ့အစေခံရတယ်ဘာလို့အတွက်လဲရာကီလာဒီရဲ့ချစ်အတွက်ဟုတ်လားဒီနေ့မှာ9နှစ်9မိုးရှိလားစောင့်နိုင်မလားယောက်ျားလေးတွေစောင့်နိုင်လားမဲအရှိဆုံးကတော့ကောင်းခါပြတယ်လုံးဝမစောင့်နိုင်ဘူးအနောက်ကတော့အတကုတ်ကဲခေါင်းနေနေနော်ပြောကြည့်ကြည့်ရအောင်နော်အဲ့ဘာလဲဘာကောင်းခါပြလားလားဆိုတော့အရင်ချစ်တဲ့ခါမှာတဲ့နော်အဲ့ဒီ9နှစ်ခါလေးလေတဲ့သူ့အတွက်ပါဖြစ်လေခဏလေးပဲထင်နေနော်မိန်းကလေးတွေခေါ်ပေးခြင်းနဲ့နော်အဲ့လိုမျိုးကိုချစ်တဲ့သူပဲကိုကဘာလို့ရမလဲဆုတောင်းရမှာဟုတ်လားခရကတိတာတော့ယောက်ျားလေးကပါဇက်ကနေပြီးတော့မှနော်မင်းရောတော့အရင်ချစ်ပါတယ်ဟုတ်လားမင်းကကဘာမှာခုညလုံးထဲမှာအလားဆုံးမင်းကအကျော်ဆုံးလို့ဒါပြောတာနော်အဲ့ဒါသူရှောက်ပြောနေတာရှောက်ပြောနေတာတကယ်ပြောတာအမလေးကိုကနည်းနည်းလေးနော်ကိုကတော့ဆရာလေးဆရာဘိုးလေးရှိရဆိုနည်းနည်းလေးရှောက်ပြောမယ်ဆိုတော့နော်အဲ့ဒါတပည့်ဆရာဘွဲမပါဘူးနော်ဆိုတော့ဒီကဆရာတွေဘယ်သူမှမပါဘူးဒီကဆရာတွေအားလုံးကဘုရားချစ်တဲ့သူဘုရားချစ်တဲ့သူကမိန်းမကိုချစ်တယ်ဒေသစုကိုချစ်တယ်သစ္စာရှိတယ်နော်ဆိုတော့အဲ့ဒါဘာလဲဆိုတော့ဆုတောင်းဖို့နောက်တစ်ခေါက်ဆရာမအခွင့်အရေးရတော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဆရာမထပ်ပြောဆရာမကိုအချိန်ပေးရအောင်ချိုးထားတာဆိုတော့ဘာလဲဆိုတော့
ကိုယ့်ရဲ့ကျင်ပေါ်အတွက်ကိုယ့်ရဲ့အိမ်ထောင်ဖက်အတွက်ဆုတောင်းဖို့လိုတယ်နော်ကိုယ့်ထက်ဘယ်သူကပိုပြီးလဲဘုရားကအဲ့ဒီလူရဲ့အတွင်းနှလုံးသားမှာဘာတွေချစ်ကြံနေလဲကိုယ့်ဘုံမှာမကောင်းကြံနေလားကိုယ့်ဘုံမှာတကယ်အတီးချစ်တာလားနော်ကိုကဒီချိန်မှာတော့ငယ်တဲ့ချိန်မှာတော့လှနေတာလေဟုတ်တယ်မလားအခန္ဓာကိုယ်ကအချိုးစားကောင်းနေတာလေကလေးတယောက်ရပြီးတော့ခန္ဓာကိုယ်ဒီလိုမဟုတ်တော့ဘူးအမလေးတစ်ယောက်ရပြီးတော့မရတော့ဘူးအဲ့လိုမျိုးကြာနေ body ကပြောတော့မဟုတ်ဘူးဘာညာနဲ့ပြောတဲ့သူတွေကြည့်လို့လုပ်မလဲနော်ဒါပေမဲ့ဒီကဆရာတွေဘယ်သူမှမပါဘူးနော်ဒီကဆရာတွေကသူတို့မျိုးသမီးတွေလိုပဲဖြစ်နေအများကြီးချစ်တယ်သူကနော်ဆိုတော့ဒါကြောင့်မလို့မိန်းကလေးတွေသတိထားဆုတောင်းဖို့လိုတယ်နော်ဆိုတော့အဲ့ဒီယာကုပ်ကရာခေလောက်အရင်ချစ်တဲ့အခါမှာသူကခေါင်းနဲ့ပြည့်သူကဆေးတယ်ကဲအဲ့တော့သူစောင့်စားတဲ့ဘာဖြစ်လဲနေရောက်လာပြီခေါင်းနဲ့ပြည့်သွားပြီမင်္ဂလာဆောင်ဖို့ကျင်းပတယ်အရင်တော့အဲ့သူတို့ဖြစ်တော့ကမင်္ဂလာဆောင်တာကဒိုးသမီးကိုမြင်ရဒိုးသမီးကိုပုံထားအဲ့တော့ဘာလုပ်လဲအဲ့တိုင်းပဲမမြင်မဲတဲ့ဘာဖြစ်လဲလက်ထက်ရတယ်ဒါပြီးညအမှောင်ပါလေနော်ညအမှောင်ပါဆိုတော့မသိဘူးရှိတယ်နော်သူတို့ညအမှောင်ပါတညပြီးသွားပြီနော်တညပြီးသွားတော့မနက်ပြန်မိုးလင်းလို့သူကြည့်လိုက်တဲ့အခါမှာသူအရင်ချစ်တယ်သူမျောတဲ့တောင်းတနဲ့ရာခဲလာဟုတ်ပြီလားမဟုတ်တော့ဘူးသူမကြိုက်တဲ့လေအားကြီးဖြစ်နေတာနော်အမဖြစ်နေတာဘယ်လိုခံစားမလဲယောက်ျားလေးတွေစဉ်းစားကြည့်ကိုလုံးဝမကြိုက်တဲ့သူနော်ဒါပေမဲ့ကိုမိမတို့ကိုအရင်ချစ်တဲ့သူတို့ထင်တဲ့သူကမနဲ့လေမိုးလေးနော်ကိုမိမမဟုတ်တော့ကိုချစ်တဲ့သူမဟုတ်ဘူးဆိုဘယ်လိုလုပ်မလဲပြန်လို့လည်းမရဘူးအဲ့လိုမရဘူးနော်ဒါပေမဲ့ဂျေဇုတော်ကာလနော်အခုကကြတော့ဘာဖြစ်လဲမင်္ဂလာဆောင်ရဲ့တွေ့ရပြီဟုတ်လားဒီနှစ်ပုံလေးကိုဒီလိုလဲပြန်ဘာမဟုတ်လဲအခုကိက pre wedding နေနဲ့ဆိုတော့ဘာမှသိလို့တော့လေနော်ဂျေဇုတော့နော်ဂျေဇုတော့ချင်းမဖို့လိုတယ်အမလေးအဲ့ဒါလည်းကြားရတယ်နော်ဆိုတော့သူဦးလေးဆိုတော့ပြောမှာဘာလို့လဲ complaint တာပေါ့ဦးလေးပြောတော့ရာခဲလာကျွန်တော်တောင်းတာလေကျွန်တော်လေးအောင်တောင်းတာမဟုတ်ဘူးကျွန်တော်ခွန်နေလုံးလုံးကျွန်တော်အချိန်ပေးပြီးမှအစေခံပြီးတော့မှအပြင်ပန်းခံပြီးတော့မှကျွန်တော်လာတာလေကျွန်တော်ရတာကဒါကြီးလားပေါ့အဲ့ဒါနဲ့သူကဘာပြောလဲဆိုတော့အဲ့ဒီကွာဒါကမဟုတ်ဘူးတဲ့နော်ငါတို့ရဲ့မျိုးမှာကြတော့ငါတို့ရဲ့ဒလိဖုံးကျန်းစင်တာအရာကကြတော့အကြီးဆုံးကအိမ်ထောင်အရင်ပြုမှရမယ်အဲ့ဒါပြီးမှအနေကိုအိမ်ထောင်ပြုရတာဖြစ်တဲ့အတွက်ကြောင့်မလို့မင်းကိုငါကအကြီးနဲ့အနေနဲ့ထပ်ပေးတာဖြစ်တယ်အဲ့ဒါမှအနေကိုရမှာအပူစုရသွားတာနော်ဆိုတော့အဲ့ဒါနဲ့ဒါဆိုရင်ဆိုပြီးတော့သူ့ကိုမင်း9ရက်တော့စောင့်မယ်9ရက်စောင့်ပြီးတော့မှဘာလုပ်မလဲ9ရက်စောင့်ပြီးတော့မှမင်းတို့ကိုမင်္ဂလာဆောင်ပြီးမယ်နော်မင်းတို့သိမ့်ပလိုက်တော့ဒါပေမဲ့အဲ့ဒီအတွက်ကို right နဲ့အဲ့ကိုနောက်ထပ်ဗာအစီခံရအောင်ပါလေ9နှစ်နောက်ထပ်ပြန်အစီခံရမယ်မချားလေးမိမတယောက်တော့14နှစ်လုံးနိုင်မလားအတဲလုံးနိုင်လားမလုံးနိုင်ဘူးလားပြောမလုံးနိုင်ဘူးဟာလားမင်းလေးတတိထားမလုံးနိုင်ဘူးလို့ပြောတဲ့သူကိုတော့ဝတတိထားစကားစားတော့ဆီကဘာမှရင်မတိုက်ဘူးနော်ဆိုတော့အဲ့ဘောဒီကိမှာတော့မလွယ်ဘူးလေနော်ဒါအရင်ကဒီကိကမဟုတ်ဘူးဆိုတော့အဲ့ဒါနဲ့ဘာလုပ်လဲနောက်ချက်9နှစ်သူဆောင်သွားအဲ့တော့အဲ့မှာဘာကိုဆရာမပြောချင်လဲဆိုတော့သူစိတ်ကူးထားတဲ့အရာသူ plan ထားတာကရာခေလာသူမရတဲ့အခါမှာဂျားထဲမှာတော့သူစိတ်တက်ကြမှာပေါ့သူစိတ်ညစ်မှာပေါ့သူဒေါသထွက်မှာပေါ့သူခံစားရမှာပေါ့ဒါပေမဲ့သူကဇွေးလျှော့လားမလျှော့ဘူးသူလိုချင်တဲ့အရာတော့ဘာလုပ်လဲသူတပ်တိရှိနေပဲသူကပြန်ပြီးတော့မှကျူးစားတဲ့အခါမှာကျူးစားတဲ့ရလက်ကိုသူရလားရတယ်ကျူးစားတဲ့ရလက်ကိုသူရသွားတယ်ဒါကြောင့်မလို့ဒါတော့မိမအတွက်လို့ဒါပြောတာဒါပေမဲ့တခြားဘက်ကနေကြည့်လို့ဆိုရင်ကိုရဲ့ပန်းတိုင်တခါတလေမှာမထင်မှတ်တဲ့အချိန်မှာကိုကတော့စီစဉ်ထားတဲ့အတိုင်းဖြစ်မလာတဲ့အခါမှာကြာရှုံးသွားတဲ့အချိန်ရှိတယ်ဒီလိုကကြာရှုံးတဲ့အချိန်မှာစိတ်ဓာတ်ကြားတဲ့အချိန်ကိုရှိမှာဒါပေမဲ့အဲ့ဒီအရာကကိုတော့မှဖြစ်လေ
မဖိနှိပ်စေနဲ့အဲ့ဒီအရာကကိုထားတဲ့ပန်းနိုင်ကိုဝေးသွားအောင်ကိုကိုဆွဲချသွားအောင်အဖြစ်လုံးဝမခံနဲ့အာမင်ဘာဖြစ်လို့လဲကိုမှနောက်ထပ်ခွင့်ရရှိသေးတယ်ဟာလေလုယာအာမင်အရာကလေနေပါလို့ခိုင်းတယ်ပြန်ချခိုင်းတယ်လဲတော့လေပြန်ချူပေးတယ်ဘုရားဖြစ်တယ်အဲ့ဒီဘုရားကိုဆရာမတို့တောင်းလို့ကိုးကွယ်နေတဲ့ဖြစ်တယ်ဒါကြောင့်မလို့အခွင့်အရေးရှုံးသွားပြီကိုယ့်ရဲ့ plan တိုင်းမဖြစ်လာဘူးဆိုရင်စိတ်တက်မကြနဲ့နောက်ထပ်ပြန်ကြိုးစားပါမရဘူးလားမရတယ်နောက်ထပ်ပြန်ကြိုးစားပါအဆုံးမှာဘုရားကိုဦးစားရင်းနဲ့ကိုကရှစ်ဆက်ပြီးတော့လုံလောက်ဝိရိယနဲ့ကြိုးစားရင်းနဲ့ထပ်သွားမယ်ဆိုတော့အဲ့ဒီကိုယ့်ရဲ့ပန်းနိုင်ကိုအရောက်ရမယ်လို့ဆရာမဒီလိုအနေနဲ့ပြောပေးချင်တာဖြစ်တယ်ဒါကြောင့်မလို့ဒါတို့သမီးတို့ရဲ့မဖြစ်လေဒီပန်းချက်ကိုသိအောင်လုပ်ပါငါပါဖြစ်ချင်တယ်ငါရဲ့ဒီပန်းချက်ကဘာလဲအဲ့ဒါသိသွားပြီဆိုရင်အဲ့ဒီဒီပန်းချက်ပန်းနိုင်ရောက်ဖို့ရအတွက်ငါဘေးအရာကိုနံပါတ်1ဦးစားပေးမယ်ဒါပြီးရင်နံပါတ်2ကငါဘယ်လိုဦးစားပေးမလဲဆိုတာကိုကိုယ့်ရဲ့ကိုစဉ်းစားဒါပေမဲ့ယုံကြည်သူတယောက်အနေနဲ့ကတော့ခရီးကိုနံပါတ်1နေရာမှာအမြဲတမ်းဦးစားပေးဖို့ရတယ်အရေးကြီးတယ်ဆိုတာလေးကိုဆရာမကပြောပေးချင်တာဖြစ်ပါတယ်။ကြားနာတဲ့တရားကိုဖြစ်စေတိုင်းပေါ့တရားရှင်ကတာရွက်တဲ့ခံပြန်ပြီးပြမပြပြပါစေ။အာမင်